မင်္ဂလာပါပရိသတ်ကြီးများရှင်ကဘာပေါ်မှာလူမျိုးနဲ့ဘာသာမတူကွဲပြားမှုတွေဟာရှေးရခိုင်ကလေးကတွင်တွဲသိရှိလာခဲ့တာဖြစ်ပြီးဒီကွဲပြားမှုတွေဟာလူသားမျိုးနွယ်ရဲ့အလားတရားတစ်ခုလည်းဖြစ်ပါတယ်။သူတို့လည်းခက်ဆက်ဆက်မှာဘာသာရေးနဲ့ပတ်သက်တဲ့နားလည်မှုလွဲမှားမှုတွေပဋိပက္ခတွေဟာလူအဖွဲ့အစည်းအသီးသီးမှာတမိုင်းကြောင်အရာရောလက်ရှိအချိန်မှာပါစိန်ခေါ်မှုတစ်ခုအဖြစ်သိရှိနေစေဖြစ်ပါတယ်။အထူးသဖြင့်ဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာဝန်တွေကြားဖြစ်ပေါ်လေရှိတဲ့တမန်မှုတွေနဲ့ပြဿနာတွေကိုကြည်ရင်ယုံကြည်ကိုယ်ခွင့်မှုစနစ်အရန်ဟက်တာရာကြောင့်မဟုတ်ပဲလူမှုရေးစီးပွားရေးနိုင်ငံရေးတဲ့အချက်လဲမှာရမှုတွေပေါင်းစပ်ရကနေအဓိကမြပြခန့်လေးရှိတာကိုတွေ့ရပါတယ်။ဗုဒ္ဓဘာသာရဲ့အဓိကအနှစ်သာရဟာမေတ္တာကရုဏာအကျင့်မဖက်ရေးနဲ့တရားဝါအလုံးအပေါင်းငြိမ်းချမ်းစွာရှင်သွေးနေထိုင်ရေးဖြစ်တယ်လို့အစ္စလမ်ဘာသာရဲ့အဓိကအနှစ်သာရကလည်းငြိမ်းချမ်းရေးညီအကိုမောင်နှမစိတ်တဲ့မြင့်မြတ်တဲ့ကိုကျန်တရားနဲ့ကရုဏာတရားတို့ဖြစ်ပါတယ်။ဘာသာတရားတော်များမူရဲ့အဆုံးအမများတွင်အချင်းချင်းထိခိုက်နေနာစေခြင်းတို့မဟာမုန်တီရဲ့ပြိပခါများဖန်တီးခြင်းကိုအားပေးထားခြင်းမရှိပါဘူး။တို့တော့လည်းလက်တွေ့လူအဖွဲ့အစည်းမှာဘာသာရေးအမိခံကမိမိတို့၏ကိုကြိုးစီးပွားနဲ့အုပ်စုအကျိုးစီးပွားအတွက်အသုံးချမှုတွေတမန်ကြောင့်ဆိုင်ရာအမုန်းတရားအဆွေးတွေကိုပြန်လည်တူဆွာပေးမှုတွေကြောင့်တစ်ဖက်အတိုင်းဝန်ကြားယုံကြည်မှုကမဲလာရခြင်းဖြစ်ပါတယ်။ယနေ့ခဏိပညာတိုးတက်လာမှုနဲ့အတူလူမှုကွန်ရက်မီဒီယာရှေ့တွင်တင်ထန်နေသည့်သတင်းမှားများအမုန်းစကားများနဲ့ပလိုက်ရေးသားခြင်းများသည့်တာမန်ပရိပခငယ်များကိုဘာသာရေးပြဿနာအဖြစ်ကြီးထွားလာအောင်မိထိုးပေးနေသည့်အဓိကအကြောင်းရင်းဖြစ်ပါတယ်။တဲ့အချက်လက်များကိုမမှန်ကန်စီစစ်ခြင်းမရှိဘဲစိတ်လှုပ်ရှားမှုဖြင့်တုံ့ပြန်ခြင်းများကပရိပခကိုပုံမနဲ့ရှိုက်စေပြီးလူထုအကြားစိုးရိမ်ထိတ်လန့်မှုနဲ့တန်တရားတွေကိုတိုးပွားစေပါတယ်။ဘာသာတရားတစ်ခုလုံး၏အနက်တာရာကိုမသိရှိပဲပုံပြထားသည့်အချက်လက်များကိုသာယုံကြည်မိသောအခါအပြည့်အလံလေးစားမှုတံပြန်ရမည့်အစားအမုန်းတရားများစွာအမျက်တွေလာခဲ့ပါတယ်။အခုလိုမျိုးဘာသာရေးဆိုင်ရာတင်းမာမှုများကိုကြော်လာနိုင်ဖို့အတွက်အဓိကကျတဲ့အဖြေမှာအပြည့်အလည်နားလေသဘောပေါက်မှုနဲ့ဆွေးနွေးပွဲများဖန်တီးခြင်းဖြစ်ပါတယ်။ဘာသာပေါင်းစုံမှာကောင်းဆောင်များအတိုင်းဝိုင်းများကြားပုံမှန်တွေဆုံဆွေးနွေးမှုများပြုလုပ်ခြင်းအချင်းချင်းအေးရန်ခြင်းမှုနဲ့ယုံကြည်မှုများကိုလေးစားသစ္စာရှိစွာလေ့လာခြင်းတို့ကတန်တရားတိုင်းများကိုပြုပြစေနိုင်ပါတယ်။ထို့ပြင်လူမှုကွန်ရက်ပေါ်ရှိတဲ့အချက်လက်များကိုအတင်းညင်ဖြဲချင်းချင်းသုံးသက်ခြင်းအမုန်းစကားများကိုညံ့ပေးခြင်းနဲ့တဟဆာတာဖြစ်ရေးကိုဥတေသည့်အပြုသဘောဆောင်သောပြုဆိုဆက်ဆံမှုများကိုတွန်းမြန်းခြင်းဖြစ်တာယဉ်ချင်သောလူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်မည်ဖြစ်ပါတယ်။ဘာသာရေးကွဲပြားမှုသည်ယဉ်သူဖြစ်ရန်အကြောင်းရင်းမဟုတ်ပဲအချင်းချင်းတန်ယူစရာနဲ့ပူပေါင်းဆောင်ရွက်စရာအခွင့်အလမ်းတည်းရဲ့အဖြစ်ရှုမြင်တကြရန်လိုအပ်ပါတယ်။